သိလို့တော့ရှိအောင်လည်းရှိတော်လည်းကြားဦးတယ်နော်ဘုန်းကြီးလည်းဗာရအောင်မှမသိဘူးဒါတဲ့ပုဂ္ဂိုလ်လည်းဗာရနာမှမသိတယ်လို့ရှိအောင်တရားလေးအာရုံပြုပြီးတော့လည်းပြန်လာကြရပါလို့ဘုရားများဒီဟောပေါ်ရကဒီဟိုကကောင်းနေလို့အောင်ခြင်းကာလပုဂ္ဂိုလ်ရွှဆိုပြီးတော့ဆူတောင်းပြီးတော့ပြေးပါနော်မဟာမောဟန္တကာယေနအဘိဓိတေမဟာသနေမဟာမောဟန္တကာယေနအဘိဓိတေမဟာသနေပညာစေကောလဘာပေတိညာနာလောကိနာသောတိနောသောတိနောအောင်သူတကားတို့၏တေပံအောင်ခြင်းတကားတို့၏အိုးရှောင်းထိုအောင်တော်မူမြတ်စွာဘုရားသည်မဟာမောဟန္တကာယေနဤကကုသိုလ်အကုသိုလ်ဟုဝေဘံပိုင်ချမတိယအောင်ဖိတ်ဖိတ်မောင်ဤမောဟတိဟုသောမိုက်တဲ့ဤဖြင့်အဘိဗုဒ္ဓေတံဝကျင်မှမြင်မရအောင်လူအမောင်းအကာကြီးတို့ဖြင့်ပြည်စည်းနှိမ့်ဆက်ခံကြရလေဘုသောမဟာသရေများလာပေါင်းသောဝိနည်းယသတ္တဝါအောင်တို့ကိုညာနာလောကေနာအမအမဝေဘာပိုင်ချမတိယတိဒုမြနေယာဤကဘာတို့အမောင်းပဲခွင့်အရင်ပေးဆောင်ညာဒီဟုသောလေးအောင်ဖြင့်ပညာစေကိုဤကနေသာဤကဒုက္ခဤကအနတ္တဟုပိုင်ချခြင်းသည်မြင်နိုင်သည်ပညာဒီဟုသောမျက်စိရှင်ကိုလဘပေတိကရုဏာရှိတာမေတ္တာအားဖြင့်ယာညာပိုင်ပိုင်ဆွမ်းဆောင်ပေးနိုင်တော်မူခဲ့လေသည်ဧတေနာသစ္စာဝိသေနဤလိုသောသစ္စာတကားကြောင့်ေတုမာကံဒီကုသိုလ်ဝေသောကြောလာရကုန်သောဒကာမမောင်းသူတော်ကောင်းတို့ဟာဇယမင်္ဂလာဇယမင်္ဂလာနိလောကီလောကုတ္တရာအရာရာဝေအောင်မြင်ခြင်းဒီဟုသောမင်္ဂလာတို့သည်ဘဝတုဘုံတို့မောက္ခမသွေဖြစ်ကြပါစေကုန်သတည်းဒီနေ့ကတော့အမေရိကန်နိုင်ငံကန်တာကီပြည်နယ်ဘိုလင်းကလေးမြို့ဝေလူမြိုင်တောရကျော်မှာကျင်းပပြုလုပ်တဲ့သာမဏေရာပပိသမင်္ဂလာဥပသမ္ပရပပိသမင်္ဂလာဆိုတော့ဒီမင်္ဂလာနှစ်ခုအတူပြုလုပ်တဲ့ကုသိုလ်ဝယ်ဖြစ်ပါလေနော်အဲတော့ဒီကုသိုလ်ဝဲအားဆိုလို့ရှိရင်အမှန်မှရှာခဲ့တဲ့ဒုလဘကုသိုလ်ဝဲဖြစ်ပါလေဒုလဘဆိုတဲ့သဘောကတော့ရှာခဲ့ခြင်းတို့အတိတ်ပဲထွက်ပါလေနော်ဒါကြောင့်ရှာခဲ့ခြင်းဆိုတော့အတိတ်ပဲထွက်တဲ့အတွက်ကြောင့်ဒီဘုရားတော်မြတ်စွာဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေနော်အဲဒီတရားတော်တွေကနေပြီးတော့ရှာခဲ့တဲ့တရားတွေနဲ့တော့မြတ်စွာဘုရားရှင်ဒကာရမတွေကိုတတ္တဝါတွေကိုရှိသေးခြင်းတဲ့အရာရသေးခြင်းတဲ့အရာပိုင်ဆိုင်သေးခြင်းတဲ့အရာအဲ့ဒီအရာခုနှစ်မျိုးအဲ့ဒါကတော့သူတော်ကောင်းတရားခုနှစ်ပါးလို့ခေါ်ပါတယ်သူတော်ကောင်းဥစ္စာခုနှစ်ပါးလို့ခေါ်ပါတယ်အဲ့ဒီအခုကိုညှိပြီးတော့ဘယ်လိုရှာခဲ့တယ်ဆိုတာကိုဘုံမှာရှင်းပြပြီးတော့မိမိတို့ရဲ့ရရှိတဲ့ဘဝကိုတန်ဖိုးထားရအောင်ဘုံဟောကြားမှာဖြစ်ပါလေဒီလိုကုသိုလ်ဝဲမျိုးကိုလုပ်နိုင်ဖို့ဆိုတာဘုရားတော်တရားမှာများရဲ့တန်တာမှာရသော်ဘုရားမေရတဲ့သူတော်ကောင်းဥစ္စာတွေသူတော်ကောင်းတရားတွေမရှိဘဲနဲ့ဒီလိုအချိန်လေးနော်ငွေကြီးတွေပုံကြခံပြီးတော့အဇူမှမလုပ်နိုင်ပါဘူးနော်
အဲ့ဒီသူတော်ကောင်းတရားကတော့ဘုရားတော်တရားဓမ္မတော်တဏ္ဍာမှာအမြဲတမ်းမလျော့အောင်ဟလာတိုးဝအောင်ရှိရမယ်သူတော်ကောင်းတရားတွေဖြစ်ပါတယ်နော်ဒီသူတော်ကောင်းဥစ္စာရှိမှလည်းဘုရားဘာသာကလူတွေကိုချမ်းသာတယ်လို့သတ်မှတ်ပါတယ်နော်ဘလောက်ပဲရုပ်ထုပစ္စည်းတွေချမ်းသာနေတယ်ဒီသူတော်ကောင်းဥစ္စာတွေမရှိဘူးဒီသူတော်ကောင်းဥစ္စာတွေညော့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုချမ်းသာတယ်လို့ဘုရားဘာသာရဲ့ယူဆမသတ်မှတ်ပါဘူးနော်အဲ့ဒီတရားတွေကသတ္တာဒနာသီလဒနာဟိရိဝတ္တပိယဒနာသုဒ္ဓဒနေသသာဘောဓပညာဝိတ္တမန္တနာနော်သတ္တာသီလဟိရိဝတ္တပသုဒ္ဓသာကပညာနော်ဒီတရားတွေသူတော်ကောင်းတရားတွေဖြစ်ပါတယ်နော်ဒီတရားတွေရှိမှသာလေဘုရားတော်တရားဓမ္မတွေဟာရှံတဲ့အလုပ်တွေကိုကောင်းမွန်နဲ့ဆက်ပြီးတော့လုပ်နိုင်ပါတယ်လုပ်နိုင်ပါပါဒီသူတော်ကောင်းတရားမရှိသူတော်ကောင်းတရားတွေမရှိဘဲနဲ့ဆိုလို့ရှိရင်ကျန်တဲ့ကောင်းတဲ့တရားတွေထွက်လာဖို့လုပ်နိုင်ဖို့မလွယ်ပါဘူးနော်အဲဒါကြောင့်လို့မြတ်စွာဘုရားရှင်ဟာဘုရားအလောင်းတော်ဖြစ်စဉ်အခါကာလကစပြီးတော့အစလေးကဒီသူတော်ကောင်းတရားတွေကိုကြိုးစားအားထုတ်လာတာဖြစ်ပါတယ်ဒါဘုရားလုံးဘဝနေတော့ပြည့်ပြည့်ဝဝဒီသူတော်ကောင်းတရားတွေကိုကြိုးစားအားထုတ်လာတာဖြစ်ပါတယ်နော်အဲ့ဒီသူတော်ကောင်းတရားတွေနဲ့အတူပါရမီတရားတွေကိုလည်းဖြည့်ကျင်ပြီးတော့လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူတော်ကောင်းတရားတွေကိုမြတ်စွာဘုရားကအလေးထားပြီးတော့သူတော်ကောင်းဥစ္စာတွေသူတော်ကောင်းတရားတွေကိုမိမိတို့ရဲ့ဌာနမှာရှိဖို့ကြုံပြပါတယ်နော်သတ္တာရဏနော်သတ္တာရဏနဲ့ယုံကြည်မှုမှန်ကန်ရှိဖို့ဟာအမှန်တရားရေးကြည့်ပါလေနော်သီလရဏနော်ကိုယ်ချင်းတရားကောင်းမှုဟာအမှန်တရားရေးကြည့်ပါလေကိုယ်ချင်းတရားဆိုတဲ့ဥစ္စာရှိဖို့ဟာအမှန်တရားရေးကြည့်ပါလေဟိရိဝတ္တပါဟိရိဒနာဝတ္တပါဒနာဟိရိဝတ္တပါနော်ဒီနှစ်ခုကတော့ဒီကောင်းတာမကောင်းတာတွေကိုဖယ်ရှားသိနေပြီးတော့ကောင်းတဲ့တရားတွေကိုလုံးရမှာမရှက်ဘူးမကြောက်ဘူးနော်မကောင်းတဲ့တရားတွေကိုလုံးရမှာရှက်တယ်ဟိရိဝတ္တပါဟိရိရှက်တယ်ကြောက်တယ်ကောင်းတဲ့တရားတွေကိုလုံးရမှာမကြောက်ဘူးမကောင်းတဲ့အကုသိုလ်တရားတွေကိုလုံးဝမှာရှက်တတ်တဲ့ကြောက်တတ်တဲ့စိတ်စေတသိက်လေးကိုဒါဟိရိဝတ္တပါလို့ခေါ်ပါတယ်နော်မိမိတို့ဝစီကံနဲ့မပြောခင်မှာမကောင်းတာတွေကိုမပြောခင်မှာကာယကံကိုယ်နဲ့မကောင်းတာတွေကိုမလုပ်ခင်မှာမိမိတို့ရဲ့ဌာနမှာရှိနေရမယ်တရားရှိနေရမယ်ဥစ္စာအဲ့ဒါကဘာလဲဆိုလို့ရှိရင်ဟိရိဝတ္တပါနော်ဟိရိဝတ္တပါရှိရပါမယ်ဟိရိဝတ္တပါတရားကိုပိုင်ဆိုင်ပြီးတော့ထားရပါမယ်သုဒ္ဓတဲ့နော်သုဒ္ဓဒနာဆိုတာကဘဟုသုဒ္ဓနော်အသိဉာဏ်ပညာဘဟုသုဒ္ဓနော်အတွေ့အကြုံဒါတွေကိုသုဒ္ဓလို့ခေါ်ပါတယ်သုဒ္ဓဒနာလို့ခေါ်တယ်သုဒ္ဓဆိုတဲ့ဥစ္စာကိုခေါ်ပါတယ်အဲဘုရားတရားဓမ္မများဒီနေ့ဆိုလို့ရှိရင်မိမိတို့ရဲ့သာယရနာတွေတူယရနာတွေမိမိတို့ရဲ့မိတ်ဆွေတွေနော်ဒီနေ့ရှင်သာမဏေပြုရတယ်နော်ယဟန်ပြုပေးရတယ်မိမိတို့တရားဓမ္မတွေနဲ့ပြီးတော့ဒီကိုယ်ရဲ့အတွက်အထောက်အပံ့ပြည်သေးလေးပါးနဲ့အထောက်အပံ့ပေးပြီးတော့ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတယ်အဲ့လိုပြုလုပ်ကြတာဘုရားတို့ရဲ့တရားဓမ္မတွေရဲ့တဏ္ဍာမှာဒီလိုကုသိုလ်မျိုးတွေကလုပ်ရမယ်နော်မိမိတို့ကိုယ်တိုင်လည်းပဲရှင်သာမဏေပြုရမယ်နော်မိမိတို့ကိုယ်တိုင်လည်းပဲယဟန်ပြုရမယ်မိမိတို့ကိုယ်တိုင်လည်းပဲသီလရှင်ဝဲရမယ်နော်မိမိတို့မလုပ်နိုင်တော့မှလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေကိုပံ့ပိုးရမယ်နော်ဒီလိုစိတ်တွေဒီလိုဘဟုသုတ္တတွေအတွေ့အကြုံတွေဘုရားတို့တရားဓမ္မများတဏ္ဍာမှာရှိနေလို့လားလေဒါတွေကိုလုပ်ပေးနေတာဖြစ်တယ်နော်
တချို့ဆိုလို့ရှိရင်ကိုသားသမီးဝေလာတယ်ကိုသားသမီးကိုအမှန်တမ်းညဉ့်ညတဲ့ရှင်သာမဏေဘဝယဟန်ဘဝကိုဒါပြုလုပ်ခိုင်းရမှာမသိဘူးဘလောက်တန်ဖို့ရှိမှလည်းမသိဘူးနော်အဲ့ဒါဘာလဲဆိုလို့ရှိရင်သုဒ္ဓရဏဆိုတဲ့ဘုသုဒ္ဓချုပ်တယ်ဘာကြောင့်ဒီလိုလုပ်ပေးကြရတာလဲနော်ရှင်သာမဏေယဟန်ပြုပေးတဲ့အတွက်ကြောင့်ကိုသားတွေသမီးတွေကိုမိတ်ဆွေသင်္ကားတွေနော်ဇနီးတွေနောက်ပြီးတော့ခင်မွန်းတွေနော်ဒီလိုပုဂ္ဂိုလ်ကဘာတွေအကျိုးရှိတယ်လဲဘုရားတို့ဒီလူတွေရဲ့ခန္ဓာမှာဖြစ်နေတဲ့အကုသိုလ်စိတ်တွေရှိတယ်အဲ့ဒီအကုသိုလ်စိတ်ကမိမိတို့ကဒီအကုသိုလ်ကိုအကုသိုလ်မှာမသိဘူးမသိကြဘူးဆိုရင်ဒီအကုသိုလ်စိတ်တွေစိတ်တွေကိုရှော့ချအောင်မှမသိဘူးနောက်ပြီးတော့ဒါတွေကိုမိမိတို့ရဲ့စိတ်ထဲမှာမမွေးပြရဘူးဆိုတာမသိဘူးနားမလည်ဘူးဒါကြောင့်ဘုရားရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဟာဒီလောဘမကောင်းပါလားဒီဒေါသမကောင်းပါလားမောဟတို့မာမနာတို့မနာတို့ဝန်တို့မှုတို့ဒါတွေကမကောင်းပါလားဒီစိတ်တွေကမွေးလို့မသိလျော်ပါဘူးဆိုတာသူတို့ကလေ့လာတယ်နော်မိမိတို့ရဲ့ခန္ဓာမှာဒီတရားတွေသိအောင်လုပ်ထားတယ်ဉာဏ်ဘာသာတွေအစစ်တရားတော်တွေနာကြမိတ်ဆွေသင်္ကားတွေအစစ်မိမိတို့ဒီတရားတော်တွေကိုမေးဆွေးနွေးပြီးတော့မိမိတို့ရဲ့ခန္ဓာမှာဒီလိုအသိဉာဏ်တွေရှိအောင်လုပ်ထားတယ်လုပ်ထားတဲ့အတွက်ကြောင့်မလို့ဒီသုဒ္ဓဆိုတဲ့ဥစ္စာလည်းပဲမိမိတို့ရဲ့ခန္ဓာမှာပိုင်ဆိုင်ရမယ်တရားဖြစ်တယ်ရှိနေရမယ်အရာဖြစ်တယ်နော်ဘုရားရမေသာသာဘောသာစာကဆိုတာစွန့်ကြဲတာဗျာဒီစကားလုံးကိုတော့ဒါနလို့လည်းသုံးတယ်စာကလို့လည်းသုံးတယ်စာကဆိုတာဒီကြီးလေးကိုပြောလို့ကျွန်တော်ကို sacrifice လို့ခေါ်တယ်ကိုကနေပြီးတော့အနာခံပြီးတော့လုပ်ပေးလိုက်တာကိုစာကလို့ခေါ်တာနော်ကိုဒီကနေပြီးတော့ပစ္စည်းဥစ္စာတွေပေးလိုက်တယ်ဆွန့်လိုက်တယ်လို့ဒါစာကပဲလုပ်လိုက်တာအဲ့တော့ကိုဒီကနေပြီးတော့အနာခံပြီးတော့လုပ်ပေးလိုက်တာတခါလေးမှလည်းအကျိုးမြတ်တွေပဲအကုန်လုံးယူလို့ရှိရင်ဖြည်းဖြည်းချင်းလောဘတွေကြီးလာနော်လောဘတွေကြီးလာလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကလောဘကြီးတဲ့ကြီးလာပြီးတော့သူများဥစ္စာတွေဆိုရင်မတရားလိုချင်တယ်နောက်ဆုံးမှတတ်ပြပြီးတော့လိုချင်တယ်နော်လိန်ညာပြီးတော့လိုချင်တယ်အဲ့လိုမတရားမှုတွေဖြစ်ကြတာပေါ့နော်ဒါကြောင့်လို့စာကတော့ဒီကံဆုံးကျဲမှုရရမယ်နိဒာခံရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးဒီလိုစိတ်ဓာတ်မျိုးလည်းရှိရတယ်အဲ့ဒါကိုဘုရားကစာကတဏလို့ခေါ်တယ်စွန့်ကြဲဒီကံလူဒန်းတဲ့ဥစ္စာမျိုးလူဒန်းနိုင်တဲ့ဥစ္စာမျိုးဒီလိုအရာမျိုးတွေကိုစာကလည်းဥစ္စာခေါ်တယ်ဒီညာဝေတ္တမန္တနာနော်သူတော်နေရာခုနပါးရနောက်ဆုံးဖြစ်တဲ့တရားပညာဘုရားဘာသာမှာကအရေးကြီးဆုံးကဒီတရားတွေကိုရအောင်ဒီပညာဆိုတဲ့တရားကိုရအောင်လုပ်ကြတာနော်ပညာဆိုတဲ့တရားကိုရအောင်လုပ်ကြတာဘုရားဘာသာကပညာကိုအဓိကဦးစားပေးတဲ့ဘာသာဖြစ်တယ်နော်ယုံကြည်မှုကပြောတဲ့တတ္တရဏဆိုတဲ့သူတော်ဥစ္စာမရှိလို့မရဘူးပါဠိဒီဒရာယမရှိတဲ့ပုဂ္ဂိုလ်ကပါဠိဘာသာနေတယ်ဘယ်လိုနေလဲပါဠိဘာသာနေစိတ်ဝင်စားဘူးဉာဏ်နာတွေ့လည်းပဲပါဠိဘာသာပဲနေတာပဲနော်ဉာဏ်နာတွေ့လည်းပါဠိဘာသာနေတာပဲဘာသာရေးဘောင်းတွေတွေ့လည်းပါဠိဘာသာနေတာပဲနော်သူကအဲ့သူ့မှာယုံကြည်မှုဟုတ်လားယုံကြည်ရကောင်းမှမသိဘူးနားလည်းကောင်းမှမသိဘူးနော်ဒါပေမဲ့အခြေခံအနေနဲ့ကတော့လူတွေမှာသူတို့ပိုင်ဆိုင်တဲ့တတ္တာဆိုတဲ့ဟာလေးတတ္တာဆိုတဲ့ဥစ္စာလေးရှိတယ်အဲဒီတတ္တာဆိုတဲ့ဥစ္စာလေးကိုနော်မိမိတို့ကနေတော့အမှန်ကန်တဲ့သရတရားဖြစ်အောင်ဆိုပြီးတော့အဲဒီဘုဟုသုဒ္ဓတွေပညာတွေဒါတွေနဲ့တွဲပြီးတော့မှယုံကြည်ရတယ်နော်ဘုဟုသုဒ္ဓမရှိလို့ရှိရင်ဘာလို့ဘုဟုသုဒ္ဓမရှိတော့သူများပြောတာပဲလိုက်တာပဲနော်အသိဉာဏ်ပညာမရှိတော့ပညာဆိုတဲ့ဥစ္စာပုဒ်ဒီမှာခြေပညာဆိုတဲ့ဥစ္စာမရှိတာကိုသူများပြောရင်ရိုင်းယူလိုက်တာပဲဒါကိုယ်သိကနေပြီးတော့ question စိတ်ထားပြီးတော့ယုံကြည်ရအောင်မရှိဘူးဟုတ်ပြီမဟုတ်ဘူးဟုတ်လားစေနာအောင်မသိဘူးအောင်မရသမြားကြီးအကုသိုလ်နဲ့အကုသိုလ်ခွဲပြထားတယ်နော်အနေစာနဲ့အနေစာခွဲပြထားတယ်ဒ
ဒုက္ခနဲ့ဒုက္ခခွဲပြထားတယ်နော်နောက်ပြီးအနတ္တနဲ့အတ္တခွဲပြထားတယ်ခွဲပြတဲ့အခါမှာဒီဟာကတော့မမှန်ဘူးဒါကတော့မှန်တယ်မြတ်စွာဘုရားညာသိတာဟောပြောတာဒါပေမဲ့ကိုကဒါတွေကိုလေ့လာမှမသိဘူးကိုယ်တိုင်လည်းတွေးရအောင်မှတွေးရမှလည်းမသိဘူးစဉ်းစားမှလည်းမသိဘူးခွဲခြားစဉ်းစားမှလည်းမသိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကပညာရဖို့ရအတွက်သူအလှမ်းဝေးပါပြီနော်ဒါကြောင့်မလို့ဦးဇင်းတို့တရားဓမ္မများမှာမိမိတို့ပါလာတဲ့ပစ္စည်းဥစ္စာတွေရှိပါတယ်မိမိတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေရှိပါတယ်နော်အဲ့ဒီပစ္စည်းဥစ္စာတွေကမြန်မာပြည်မွေးကြရမိဘဆွဆုံးမလေးလိုပါလာတယ်နောက်မြန်မာပြည်ကနေပြီးတော့ဦးဇင်းတို့တရားတွေနားပြီးတော့ရဟန်းနာလိုက်နဲ့ယဉ်ပြီးတော့သူတို့ကိုစိတ်ကပုဝဲပြီးတော့ဒီတရားတွေနာလာတဲ့ပြီးတော့မိမိတို့မှာသတ္တာသီလခေရေဝတ္တပါသုဒ္ဓစာကပညာတွေသူတော်ကောင်းကြီးပါလာတယ်ခုဒီနေ့တော့ဒီလိုပွဲကြီးလုပ်နေတာဦးဇင်းတို့တရားဓမ္မတွေကသာနာမှာဒီပစ္စည်းဥစ္စာတွေကိုအခြေခံပြီးတော့မှပေါ်လာတဲ့စိတ်တွေနဲ့စေတနာတွေနဲ့ဦးဇင်းတို့တရားဓမ္မတွေဒီလိုကောင်းမှုကုသိုလ်ပွဲကြီးကိုပြုလုပ်ကြတာဖြစ်ပါတယ်ဒါနတွေကြီးတယ်လို့လည်းသီလတွေစောင့်တည်တယ်နော်ဘာဝနာတရားတွေပွားများကြတယ်အဲဒါဒီတရားတွေကိုမရော့ပေးစီတယ်ဒီလိုရဲ့အာဏာမှာရော့သွားရင်လည်းပဲဒါတွေကိုဖြည်းဖြည်းတတ်နိုင်တယ်များပြန်ပြီးတော့ဖြစ်ကြပါလို့တိုက်တွန်းပါတယ်ဒီတရားတွေရော့သွားလို့ရှိရင်တော့နောက်ထပ်ဦးဇင်းတို့ဒီလိုကုသိုလ်ကောင်းမှုဟုတ်လားပြုလုပ်တာမျိုးကြီးလည်းမြင်ရမှာမဟုတ်တော့ဘူးနော်အဲကြောင့်သူတော်ကောင်းတရားတွေလည်းမရောပါသေးစီနဲ့ဒါကသူတော်ကောင်းတရားတော့ဘုရားတရားရှားခဲ့တဲ့တရား၅ပါးရှိတယ်တကယ်တော့ရှားခဲ့တဲ့တရား၅ပါးနဲ့ပုံအများကြီးရှိတယ်အဲ့ဒီတရားမှာဒီနေ့ကတော့သာမေရပဝေဒမင်္ဂလာဥပသမရပဝေဒမင်္ဂလာဆိုတော့ဒီမင်္ဂလာကိုအကြောင်းပြုပြီးတော့လုပ်တဲ့အတွက်ကြောင့်မလို့ဘုရားဒီဒုရပါတရား၅ပါးကိုအခြေခံပြီးတော့အားကြောင့်ကြာခဲ့တာလေဆိုတာလေးကိုဘုရားနေပြီးတော့ရှင်းပြပါမယ်နော်ဟောပြပါမယ်အားကြောင့်ကြာခဲ့တာလေအဲ့ဒုရပါတရားတွေကဘုန်းတော်တရားဓမ္မတွေပါနေလဲဆိုလို့ရှိရင်ဘုရောပါဒဒုလဘပါတယ်လေဘုရောပါဒဒုလဘဘုရားတဆူကိုယ်ကိုရာအတွက်အမဒါမခဲရတယ်တဲ့ဒီလောကကြီးနော်ဘုရားတဆူကိုယ်ကိုရာအတွက်အမဒါမခဲရတယ်ဟောတကမနောတတ္တဘာဝဒုလဘပါတယ်လေမနောတတ္တဘာဝဒုလဘလူအဖြစ်ကရခဲ့တယ်နော်ဒုလဘသရတပတ္တိနော်ဒုလဘသရတပတ္တိဒုလဘသရတပတ္တိဒီလိုလူတော့ဖြစ်တယ်ခုနကဘုံပြောလို့ပေါ့နော်တတ္တာဆိုတဲ့တရားတတ္တာဆိုတဲ့တရားဒီတတ္တာဆိုတဲ့တရားလေးရှိဖို့ရအတွက်အမှန်တမ်းခဲရတယ်အဲဒီတတ္တာမှာတတ္တာဆိုတာယုံကြည်မှုပေါ့ဖေ့ပေါ့နော်တချို့ကမယုံကြည်ဘူးပါဠိဘာသာနေတယ်နော်ပြတ်ပြောပါလေပါဠိဘာသာနေတော့ဘာမှမယုံကြည်ဘူးဘာမှလည်းခံရလည်းမရှိဘူးဘာမှလည်းမလေ့လာဘူးသူ့အနေနဲ့ရှင်းကြတယ်နားမထောင်ဘူးနော်အဲ့လိုဘုရားဘာသာမှာဒီလူတွေမှာလာတရားရှိဖို့ရတဲ့တေမတာမှာခဲရတယ်တေမတာမှာခဲရတယ်အဲ့တော့ဒီတရားတရားရှိမှလာလေတရားတရားလေးရှိမှလာလေကျန်တဲ့လို့ပြန်ဆက်ပြီးတော့လုပ်ချင်တယ်နော်ဒါကြောင့်ဦးဇင်းတို့ဘုရားဘာသာမှာဒီမှာတရားမှာဆိုလို့ရှိရင်ဒီတရားတရားရှိတဲ့ပုဂ္ဂိုလ်တွေနော်မှန်ကန်တဲ့တရားရှိတဲ့ပုဂ္ဂိုလ်တွေဟာသူတို့မှာအလှတရားရှိတယ်လို့ဘုရားဘာသာအဲ့လိုပြောပြတယ်နော်ဒါကြောင့်တရားမရှိတဲ့ပုဂ္ဂိုလ်တွေဘာမှယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်တွေဘာမှခံရမရှိတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေဟာသူတို့မှာလှပတဲ့တရားတစ်ခုလှပတဲ့တရားတစ်ခုသူတို့ရဲ့စိတ်ထဲမှာချို့ယွင်းပြီးတော့နေတယ်နော်ဘုရောဘာဒုလဘမနောဒတာဘဝဒုလဘနောက်ကဗတ္တဒုလဘနောက်ပြီးတော့ပါမိမိတဘာဝဒုလဘပါမိမိတဘာဝဒုလဘပါမိမိတဘာဝဒုလဘဆိုတာကခုဘယ်လိုတရားမှလဲသူပိုင်ဆိုင်ထားတဲ့ပြည်စည်းဥစ္စာတွေဆုံးလို့ရအတွက်အများကြီးခဲ
ခဲရဲနော်အမှန်တရားခဲရဲဘာဝိသဆိုတာကဆွတ်လွတ်ခြင်းပဲဘာဝိသဆိုတာဘာလဲဆွတ်လွတ်ခြင်းပဲဒါအေယာဒီကောင်လူတို့ကနေပြီးတော့အေယာမထောင်နဲ့ယသိယဟန်အဖြစ်ယသိယဟန်အဖြစ်ပြုလုပ်ခြင်းနော်အကျဉ်းအားဖြင့်တော့ဘာဝိသက၃မျိုးရှိတယ်နော်၃မျိုးရှိတယ်အဲ့ဒီ၃မျိုးမှာဆိုလို့ရှိရင်ဘုရားမြန်မာနိုင်ငံမှာဆိုရင်နံပါတ်1အမျိုးကတော့ဣတိပပိသလို့ခေါ်တယ်။ခေါင်းမှာတောက်ချိုက်တွေထောင်းပြီးတော့ယသိယဟန်ဒီလိုဘုရားတို့ကိုယ်ရင်တို့ယဟန်နဲ့ဘယ်လိုယသိတွေကျင့်ကြတဲ့အကျင့်နော်မိသားစုနဲ့မနေတော့ဘုရားမှာဖက်ပြီးတော့တရားတွေကျင့်ကြတယ်နော်တရားနဲ့တဲ့မှာတော့သမဏခေါ်ကြတာသမဏ tradition လို့ခေါ်တယ်သမဏခေါ်တယ်သူတို့ကတော့မြန်မာပြည်ယသိနဲ့ဆင်တယ်ပေါ့နော်အဲ့ဒါကိုဣတိပပိသလို့ခေါ်တယ်နောက်သာမေရပပိသဆိုတာသိက္ခာပုဒ်တွေအများကြီးတော့ဉာဏ်လေးကိုကြည့်ကြလို့နည်းနည်းလေးရှော့ကျင်ရတဲ့ဒီလိုကိုယ်မျိုးလေးတွေကြတော့သာမေရပပိသလို့ခေါ်တယ်နောက်တစ်ခါဥပသမရပပိသတဲ့သိနေမှာကမ္မဝါဒနဲ့အရင်ရှိပြီးသားယဟန်သာနာတွေကနေပြီးတော့သူတို့ကိုယဟန်ဖြစ်ဖို့ရာအတွက်အင်္ဂါရက်တွေနဲ့ဒီမကြီးအကုန်လုံးစစ်ဆေးပြီးတော့မှကမ္မဝါဒနဲ့အတိအမှပြုလိုက်ယဟန်ဖြစ်အတိအမှပြုလိုက်တယ်အဲ့ဒီမှာလည်းသူတို့ကယဟန်ဖြစ်တော့သူတို့ကတော့ဥပသမရပပိသလို့ခေါ်တယ်အဲ့ဒီယဟန်သာနာတွေကတော့သိက္ခာပုဒ်တွေဟာကိုယ်ရည်နေတဲ့တောင်းလေးတွေနဲ့အများကြီးကျင့်ရတယ်နော်ဒါပေမဲ့အဲ့ဒီပပိသဘာဝတော်လာပါဒီမိမိတို့ရဲ့အမှန်တမ်းတွေ့တာတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်လို့ပြီးတော့ယဟန်ပါမလေးလာယသိဒီလိုလုံးဝရတဲ့ကလည်းအမှန်တမ်းခဲနေတယ်ဒါကြောင့်ကိုယ်လိုရှင်းပြတာပြီးတော့သပင်ကိုဘာကြောင့်ဖြတ်ပြတာလဲသပင်ဆိုလို့ရှိရင်လူတွေကကိုယ်သပင်လေးကိုလာကိုညနာလေးနဲ့လိုက်တယ်စသည်ဖြင့်ပေါ့နော်ဒါမျိုးလေးတွေကြည့်ပြီးတော့လူတွေကသပင်လေးကိုတစ်သားနဲ့ဒီလိုနေကြခံရတာဟုတ်နော်နေကြခံရတဲ့ကိုယ်တွေ့တာတော့သပင်စိတ်ခန္ဓာကိုယ်မှာဆင်းရဲလို့ပါလေသပင်ရဲ့အဝိစားရဲ့လက်ဝိရနာရဲ့ဒါတွေရှောင်ပါအဲ့ဒါလည်းရှိတာဆိုတဲ့အခါကျတော့ဒီဘုရားဘာသာရဲ့ရွေချက်ကမိမိတို့တဏ္ဍာမှာရှိနေတဲ့ကိလေသာတရားတွေကိုညားရာနဲ့လဲသွားအောင်လဲရာနဲ့ရော့သွားအောင်လုပ်တာဖြစ်တယ်နော်။ဒိဋ္ဌိဆိုတဲ့ချမ်းသာလေးပဲဒီစုံမှာချမ်းသာလေးဒီကိလေသာတွေကိုပြည့်ပြည့်ချင်းပါအောင်လဲအောင်ပုံမအောင်လုပ်ဖို့ပဲဘုရားဘာသာရဲ့ရွေချက်ကနော်။နိဗ္ဗာန်ချမ်းသာကိုရပါလို့ဘုရားဆိုကြတာဟာတကယ်တော့ကိလေသာတွေအားလုံးကိုရပါလို့ဘုရားလို့ဆုတောင်းတာနဲ့အတူတူပဲနော်အဲ့တော့ဆုတောင်းခြင်းဆိုတာကရည်ရွယ်ချက်ပဲနော်ဆုတောင်းခြင်းဆိုတာဗာလေရည်ရွယ်ချက်ပဲအဲ့ဒီရည်ရွယ်ချက်ကိုအောင်မြင်ရင်လို့ရှိရင်ကိုကဒီဘုရားဟောတာတဲ့ပြည့်တယ်တွေကိုအမှန်တိုင်းကြည့်သုံးကြရမယ်နော်အမှန်တိုင်းကြည့်သုံးကြရမယ်ကျိုးသားသားကြည့်သုံးကြရမယ်အဲ့တော့ကိုယ်ဝိတ္တေယဟန်ပြုတယ်ဆိုတာကခုနကကိုယ်တွေ့တာတဲ့ကိုမြတ်လို့တဲ့အရာတွေကိုဗာလေဆွတ်လွတ်လိုက်တာကိုယ်လေးဆိုရင်ကိုယ်လေးနဲ့ဂိမ်းဆော့ပဲနော်မိဘနာမှာချွဲမယ်ပြီးတဲ့အခါသားမယ်တောက်မယ်ပေါ့နော်ဒါတွေကလူ့မှာတော့ပြောတယ်ချွတ်လို့ရင်ကိုယ်ကိုခိုင်းတော့ဝယ်လို့မရဘူးလားအဲ့တော့ဒီကိုယ်လေးတွေကျတော့ဝယ်ရတယ်ဆိုတော့ဝယ်လိုက်တယ်ကွာသူတို့မသိလို့သူတို့စိတ်ထဲမှာဟုတ်လားဘုရားတရားတွေကိုမသိလို့သူတို့စိတ်ထဲမှာမိဘတွေကပြည့်စုံနေတယ်သူတို့ကိုယ်တိုင်ကလည်းပဲပါရမီလေးတွေရှိတဲ့အခါကျတော့ဒီလိုသူတို့စပယ်လေးကိုရှင်းပြရှင်လဲသူတို့အဝေသားလေးကိုပါလေဆွတ်လုပ်ပြီးတော့ဒါဒီဖိုင်ဆိုတဲ့သင်္ကန်းအယောင်တယောက်လေးပြီးတော့ဒါပို့လိုက်တယ်ဒါကဆွတ်လုပ်လိုက်တာပဲနော် renunciation ပဲဆွတ်လုပ်လိုက်တာပဲအဲ့တော့ယဟန်နေတဲ့ကိုကြီးတို့ကယဟန်ရဲ့သိက္ခာပုဒ်တွေအများကြီးကျင့်သုံးတာပေါ့နော်အဲ့တော့ယဟန်နေတဲ့ကိုကြီးနဲ့တူတဲ့သိက္ခာပုဒ်တွေပေါ့ဟာညလာမစားရဘူးညလာမစားဘူးညလာစားတာဆွတ်လုပ်လိုက်တာပဲနော်တခြင်းမဆွတ်ရဘူးတခြင်းကတော့ဆွတ်လုပ်လိုက်တာမိမိကိုအနာဂတ်လာနဲ့မစင်ဘူးဆိုရင်ဒါကိုဆွတ်လုပ်လိုက်တာပဲနော်အဲ့တော့ဘာလို့ဒီလိုယဟန်ဝိရှင်ရှင်လာမလေးပြုခြင်းသီလရှင်ဝိရှင်ဟာကိလေသာထူပြောတဲ့ပုဂ္ဂိုလ်တွေအတွက်ကိလေသာအရေးကြီးလို့ခက်ကြမ်းကြမ်းတဲ့အဖြစ်လေ
ချုပ်လိုက်ကဲပါကတပင်ကောင်ကလှမ်းထားတော့တော့ဝိသားဘုံလာလာပါရင်ဘုတော့နော်အကဲအစားအစာတွေလည်းငါရှော့လိုက်တယ်နော်နောက်ပြီးတော့အချိန်လေးပြီးတော့ဒေဂလာလာရေးလာဒီဝီဒီယိုလိုက်လာအင်တာနက်တွေဘာမှမလုပ်တော့ရှော့လိုက်အဲ့ဒါဝိရိယကာမှာရှိတဲ့ကိလေသာတွေကိုခပ်ပြင်းပြခပ်ပြပြဒီလေဖြတ်ပြလိုက်တာဒါကဉာဏ်ယူလာရှင်းတာလေဝိဝိတာဒီလိုရွေးတဲ့လူတွေနဲ့ဖွင့်တာဖြစ်ပါလေနော်ဒါကြောင့်မလို့ပဝိသဘာဝဓမ္မဆိုတာလည်းအင်္ဂဒမရှားခဲ့တဲ့တရားဖြစ်တယ်တော့ဘုရားတရားဓမ္မများဒါရီမိမိတို့ဘဝမှာအနည်းဆုံးတစ်ခါပေါ့နော်ခဏခဏဝင်လေကောင်းနေပါပဲနော်ဒါရခဲ့တဲ့တရားလုံးနိုင်ခဲ့တဲ့တရားတွေဖြစ်တယ်နော်ဒါကတာရမသဝနာနော်တာရမသဝနာလားဘုရားဖြစ်ဖို့ခဲရဲတယ်လူဖြစ်ဖို့ခဲရဲတယ်နောက်ပြီးတော့တရားတရားရှိဖို့ခဲရဲတယ်နောက်ယဟန်ပြုဖို့ခဲရဲတယ်ဝင်ဖို့ခဲရဲတယ်သီလကျင့်ဖို့ခဲရဲတယ်နောက်တခါသူတော်ကောင်းတရားနာကြဖို့ခဲရဲတယ်အဲ့တော့ဒါလေးကိုပြန်ပြီးတော့သုံးသပ်ကြည့်လိုက်လို့ရှိရင်နော်ဦးတို့ဘုရားဟောတာလူဖြစ်ဖို့ရတယ်လို့ပြောတယ်ပေါ့နော်ဒါလေးပြောပြီးတိုင်းကျန်တာတော့အချင်းချုပ်လေးဘုံပြောပြီးတော့တရားကိုသိမှာပေါ့နော်ဘုံကြောင့်မှာပဲခဏရွယ်ထားလို့နေနာရွယ်ခဏရွယ်ခုနကဆိုပြီးတာပေါ့နော်အဲ့တော့ဒီမှာတလုံးရရနှလုံးရရနော်တရားကိုတပုတ်ရရနှပုတ်ရနည်းနည်းလေးတော့ဘုရားတရားဓမ္မလေးမှတ်ယူပြီးသွားကြတာအဲ့မနောတတလူဖြစ်ကိုရခဲ့တယ်နော်လူဖြစ်ကိုရခဲ့တယ်ဆိုတာဘုရားတရားဓမ္မများဒီနေ့လူဖြစ်လာပြီနော်လူဖြစ်လာကြတယ်လူဖြစ်လာတယ်ဆိုတာဘုရားတို့ဒီပြီးခဲ့တဲ့ဘဝတစ်ခုကဘုရားတို့ရဲ့တဏ္ဍာမှာဘုရားတို့တရားဓမ္မတို့ရဲ့တဏ္ဍာမှာအဲ့ဒီတော့သေခာနိကာလလေးမှာမိမိတို့လုပ်ခဲ့တဲ့ကုသိုလ်ကံလေးကအရှိန်ကြီးတဲ့ကာလတော့သေခာနိကာလလေးမှာတွားပြီးတော့တတိယလိုက်နော်အဲ့ဒီစိတ်အစဉ်လေးမရဏသနာဘုရားသေခာနိကာလလေးမှာကိုလုပ်ထားတဲ့ကုသိုလ်အရှိန်ကကြီးတော့အဲ့မှာတော့တတိယလိုက်အဲ့လိုတတိယတဲ့အခါမှာအဲ့ဒီစိတ်လေးနဲ့သေသွားတဲ့အခါကျတော့အဲ့ဒီဘုရားမသေခင်ကအဲ့ဒီစိတ်လေးရောက်လာပြီးအဲ့မှာဒီဘဝကိုတွေ့လာတဲ့စိတ်ကလေးတစ်ခုဝင်သွားတယ်ဝင်သွားတဲ့အခါကျတော့ဘုရားအဲ့ကုသိုလ်ကံကြောင့်ဘုရားဓမ္မတွေကမဖြစ်ပါလေလူဖြစ်လာတယ်နော်လူဖြစ်လာတယ်နော်လူပြန်ဖြစ်တယ်အဲ့တော့ဘုရားဘုရားဘာသာကကံကိုယုံကြည်တယ်သုံးတဲ့ဘုံကိုယုံကြည်တယ်မယုံကြည်ဘူးလားအစကဟောတာလို့ယုံကြည်တာတော့ဘုရားကဟောတာလို့ယုံကြည်တာနော်ဟုတ်လားဘုရားတို့အခြားဘုရားတွေနဲ့ညီကလို့ရှိလို့ချင်းနိစ္စတယ်ဆိုလို့ချင်းအဲ့မှာဝိရင်ဘုရားတို့ယုံကြည်ကြမှာတို့ဘုရားခင်ကပါနေတယ်လို့ယုံကြည်ကြမှာသူဘုရားဘာသာအဖြစ်နဲ့မွေးမိသားစုဘဝနဲ့ဟောပါလာတာဆိုတဲ့အခါကျတော့ဘုရားဘာသာရဲ့သုံးပါးနဲ့ဆိုတဲ့အခါကျတော့ဦးဇင်းတို့ဓမ္မတွေကသံဃာကြီးတွေမှာလေဆိုတာယုံကြည်တယ်နောက်တစ်ခါဘုရားရဲ့တရားတော်ကိုကျင့်သုံးလို့နောက်ဆုံးမှာပြည့်တာတွေပုံသားတွေသံဃာကြီးတွေပြီးတော့လုံးရောက်သွားတယ်ဆိုတာလည်းယုံကြည်တယ်နော်ဒါကြောင့်မလို့ဦးဇင်းတို့ဓမ္မတွေကဒီသံဃာကြီးအရင်ဘဝကသံဃာကြီးတွေကမလို့မြောက်နိုင်တဲ့လူမြောက်ခြေသိပ်မရှိတဲ့အတွက်ကြောင့်အဲ့ဒါလေးကိုတွေ့တာပြီးတော့ဖြစ်သွားတယ်သံဃာကြီးမှာဆက်တယ်လို့ရတယ်လူဖြစ်ကြနော်ဟုတ်ပြီအဲ့တော့ဘုရားဘာသာမှာလူဖြစ်ကရခဲ့တယ်ဆိုတာကိုဘုရားတို့ဒီနေ့ခေတ္တနိဗ္ဗာန်ပညာရည်တွေအတွေ့အခေါ်တွေအဲ့ဒါတွေနဲ့ဘုံနှိုင်းရှင်ပြီးတော့ပြတယ်နော်ဘုရားဘာသာအနေနဲ့လူဖြစ်ရခဲ့တယ်ဆိုတာတော့ဒါမှရှိသေးတယ်ပဲတိရစ္ဆာန်တွေရဲ့ဘဝတွေနဲ့ရှင်လိုက်လို့ရှိရင်အခုမြင်ရတဲ့တိရစ္ဆာန်တွေရဲ့ဘဝတွေနဲ့ရှင်လိုက်လို့ရှိရင်ဘုရားတို့လူဆိုတာလူရည်နည်းနည်းလေးမလားလူရည်နည်းနည်းလေးနော်အဲ့တော့ဦးဇင်းတို့အဲ့ဒီတိရစ္ဆာန်တွေဘဝနဲ့ဖြစ်ခင်မှာပဲခုဦးဇင်းတို့လူဖြစ်တဲ့အတွက်ကြောင့်ဟုတ်လားဦးဇင်းတို့ဒီဦးဇင်းတို့တရားဓမ္မတွေဒီကံကောင်းတယ်ဒါကြောင့်ဘယ်တော့မှကိုယ့်ကိုယ်ဟုတ်လားကံဆိုးတယ်လို့တော့မပြောနဲ့အသက်ရှိနေတဲ့ကာလပါလို့နော်ကျမ်းမှာတန်ဆွမ်းနေတဲ့ကာလပါလို့ဘုန်းတို့တွေဦးဇင်းတို့တရားဓမ္မတွေဒီကံကောင်းနေတယ်လို့ပြောမှာပါနော်အဲ့တော့ဘုရားဘာသာတော့ရှိရှိလေးပဲလူဖြစ်ရခဲ့တယ်ဆိုတာကပြိဿလည်းဖြစ်ဖြစ်ခဲ့မယ်မကောင်းတဲ့ဘဝတွေတော့ရောက်ခဲ့မယ်ဒါပြည့်နေအဲ့တော့အဲ့ဒီဘဝကနေမဖြစ်တော့ဘဲလူညာဖြစ်ပြီဆိုတော့ဘုန်းတို့ဒီကံကောင်းတယ်
ကံကောင်းတဲ့အတွက်ကြောင့်သူတို့နဲ့ဒီဥယျာဉ်နဲ့ရှင်လိုက်လို့ဆိုတာဒီလူဥယျာဉ်နဲ့တဲ့တော့လူဖြစ်တာကံကောင်းတယ်နော်အခုခေတ်သိပ္ပံနဲ့အတွေ့အခေါ်ပညာရှင်တွေကြတော့နော်ဒီလူဖြစ်ဖို့ရာအတွက်အခုခဏတို့ပြောတာအသိဉာဏ်ရှိတယ်နော်တကယ်ထက်မြက်တဲ့အသိဉာဏ်တွေရှိတယ်နောက်ပြီးတော့ဒီထွင်တတ်တဲ့ဉာဏ်တွေရှိတယ်နော်အခုခေတ်ထဲမှာပြောရင်ဘုန်းတော်ငယ်ငယ်ဝါနဲ့မလို့တော့ဖြည်းဖြည်းတိုးတက်လာလိုက်တာအခုဆိုလို့ရှိရင်ဘာလဲ AI ဆိုတဲ့ artificial intelligence ဆိုတာဉာဏ်ရည်တုတွေနော်ဉာဏ်ရည်တုတွေလုံးနိုင်လားနော်လူတယောက်ကမပြောနိုင်တဲ့အရာတွေတစ်ခုနဲ့တစ်ခုပဲပြောနိုင်တဲ့အရာတွေသူကနေအများကြီးပြောနိုင်တယ်လူတွေအခုလည်းမလုပ်နိုင်ဘူးလေသူကတကယ်ပူချက်နေတယ်လုပ်နိုင်တယ်လူတွေအေးတဲ့လက်သွားနိုင်တဲ့နေရာတွေသူတို့တွေသွားနိုင်ရတယ်လူသားတွေပြင်ထားတာပဲမလားအဲ့တော့အသိဉာဏ်ပညာတွေအဲ့လိုတိုးတက်ပြီးတော့လာတာပေါ့နော်ဒါပေမဲ့ဒီလိုခုခင်ဗျားတို့ပြောလို့ဒီလိုကောင်းကင်ကိုပြန်နေတဲ့လေဉာဏ်ကြီးတွေဒုံဉာဏ်ကြီးတွေနောက်ပြီးတော့ဟိုလာကဘာတို့လာအင်္ဂါတို့သွားနိုင်ဖို့ရတယ်ထုတ်လို့တန်တဲ့ဒီတွင်နိုင်တဲ့အသိဉာဏ်တွေဘုရားတွေရှိဖို့ရတယ်အဲ့လိုလူသားတွေဖြစ်ဖို့ရတယ်ကအမှန်မှန်ခဲတယ်နော်လူတွေနဲ့မှလည်းလူတိုင်းမဟုတ်နော်အဲ့ဒါကြောင့်လို့အဲ့တော့လူသားတွေကိုဒီခေတ်တဲ့နိဗ္ဗာန်မြာရှင်နေနောက်တော့ပြိပေါ်ပညာရှင်တွေသူတို့ကလေ့လာလိုက်တဲ့အခါမှာတကယ်ခင်ဗျားတို့တို့လိုလူကောင်းပိပိသားကလေးစပြင်လာတာကနှစ်ပေါင်းဘလောက်ကတိုင်လာတဲ့နှစ်ပေါင်း3သိန်းကတိုင်လာအနေနဲ့ကလည်းနှစ်ပေါင်း3သိန်းနော်အဲ့ဒီမှာနှစ်ပေါင်း3သိန်းဆိုတဲ့လူသားတွေကခင်ဗျားတို့တို့လူယောဂတော့ဒီလောက်ကြည့်တော့မချောသေးဘူးနော်ဟုတ်လားဒီလောက်ကြည့်တော့မချောသေးဘူးဖြည်းဖြည်းချင်းသူတို့ကနေပြီးတော့တိုးတက်ပြီးတော့အာဟာရတွေတိုးတက်တယ်နောက်အတွေ့အကြုံတွေတိုးတက်တယ်တိုးတက်ပြီးတော့လာတဲ့အခါကျမှအခုလိုခါရလိုလူသားတွေပေါ့ဒီနေ့ဆိုလို့ရှိရင်ဒီပညာနဲ့ပညာရှင်တွေဖြစ်လာတာနော်အဲ့တော့ဒီမောင်းသုံးတဲ့ကလူစဖြစ်လူရုပ်ပေါ်လာတာအဲ့ဒီမတိုင်ရင်တော့ငါဆိုလို့ရှိရင်အဲ့ဒီလူရုပ်တန်တာမပေါ်ခင်တော့ဆိုလို့ရှိရင်အမှန်တရားခင်ဗျားတို့ကျုပ်တို့တွေကတရိစ္ဆာန်ပုံစံမျိုးတွေပုံစံတွေနော်ဒါကြောင့်မလို့ဒီကဘာကြီးကိုတော့နှစ်ပေါင်း3-4 billion လောက်ကစပြီးတော့ဖြစ်တဲ့အချိန်မှာလူမဟုတ်ဘူးလေနော်တစ်ရှူးလေးလေအပိုင်းအစလေးတစ်ခုပေါ့နော်အဲ့ဒီအပိုင်းအစလေးတစ်ခုအသက်ဝင်လာတယ်လှုပ်လို့သွားတာခုခေတ်မှာဘုရားနာတွေတွေ့တာအဲ့ဒီသိခဲ့တဲ့အရာလေးတွေမှာပေါ့နော်အဲ့တော့ခဏလူဖြစ်ဖို့လူပြီးသားလာတာကဒီရက်နေ့ပြန်ရွယ်လေးပေါင်းတော့လေပေါင်းတယ်အဲ့ဒီရဲ့ဘုဘဲကမှာတော့မျိုးစုံတ attva မျိုးစုံဖြစ်နေတာဒါပေမဲ့အစာပိုင်းမှာတော့ဒီကဘာကြီးဟိုကဘာကြီးကိုနေတဲ့ကဘာကြီးရောက်လာတာအဲ့အသက်လေးစဝင်လာတယ်အသေးသေးမြင့်မြင့်လေးတစ်ရှူလေးတစ်ခုပဲနော်အဲ့ဒီကနေမှစိတ်ကဲစိတ်ကဲဖြစ်လာတာဟိုအိစာဖြစ်လိုက်ဒီအိစာဖြစ်လိုက်အဲ့လိုဖြစ်ပြီးလာရင်နောက်တော့ဒီလိုနောက်ဆုံးမှာဘာဖြစ်တယ်လဲမြောက်ပုံစံမျိုးဖြစ်လာတယ်ဟုတ်လားမြောက်ပုံစံမျိုးတွေရတယ်တော့ဖြည်းဖြည်းမြောက်ဆိုတာလည်းမြောက်တိုင်းတူတယ်ဟုတ်လားအချို့မြောက်တွေရတာလေလူစိတ်ကဲဖြစ်သွားတာနော်ဒါကြောင့်မို့နောက်ဆုံးမှာကျတော့မြောက်ပုံစံတွေရောပါလေလူတွေဖြစ်လာတယ်နော်အဲ့လိုပေါ့မဖြစ်တဲ့မြောက်တွေလည်းရှိတယ်ဖြစ်တဲ့မြောက်တွေလည်းရှိတယ်အဲ့ဒါနေပေါင်းတော့လေဆိုရင်ခုနရှင်းတဲ့ issue တွေထဲမှာအသက်ဝင်ဖို့ရာအတွက်ကလည်းဘီလီယံ3-4 ဘီလီယံနေပေါင်းကြတယ်နော်နေပေါင်းကြတယ်အဲ့ဒီ issue တွေမှာထုတ်ရှားတဲ့ဒီကဝိုင်းမှာပေါ်လာတယ်ဘုရားပြည်တော်ဘုရားကိုလည်းနေပေါင်းနဲ့တောင်းပြီးတော့အဲ့ဒီမှာသက်သာရရင်ဟုတ်လားပွင့်လာတာမလားအဲ့ဒီမတိုင်ခင်ကစစ်တဲ့ဖြစ်လာတာတွေကနှစ်ပေါင်းကြာကြီးပဲအဲ့တော့ခုလိုလူရုပ်ပေါ်လာတာဒီနှစ်ပေါင်း3သိန်းကအဲ့လူရုပ်မပေါ်ခင်မှာဟိုဘက်ကဒီဝါဒရိษံဘဝရဲ့စစ်တဲ့ဖြစ်လာနှစ်ပေါင်း3သိန်းကဒီလိုဒီကဘာကြီးမှာလူကဘာကြီးမှာတက်ရှိဆိုတာမရှိပဲဒီလိုသေးသေးလေးလှုပ်ရှားနိုင်တဲ့တစ်ရှူးလေးဒီတစ်ရှူးလေးကိုလှုပ်ရှားနိုင်ဖို့ရအတွက်ကလည်း4 ဘီလီယံလောက်ကြာတယ်
အဲ့ဒီကနေစပြီးတော့မှအသက်တွေဖြစ်လာတော့အဲ့ဒါနှစ်ပေါင်းလောက်ကြာဘီလီယံရှိပြီးကြတာပေါ့ဟုတ်လားအဲ့လိုကြာတဲ့အတွက်ကြောင့်မလို့ပြန်ပြလိုက်သူတို့သိက္ခာပညာနဲ့တွေးပေါ်ပညာရှင်တွေသူတို့တွေခံမှန်းထားတဲ့တွေ့ချင်တာတွေကြည့်လိုက်လို့ရှိရင်အဲ့ဒီ issue တွေတော့တဲ့အရာလေးတွေတော့ဒီနေ့လူဖြစ်လာတဲ့နှစ်ပေါင်းလောက်ကြာအချာရဲ့အဲ့ဒီဟိုဘက်မှာလည်းဘီလီယံရှိပြီးကြတယ်ဘုရားဘာသာကြတော့ဘာလဲဒါကြောင့်ဘုရားဘာသာတတ္တဝါတွေရဲ့အစကိုဘုရားဘာသာကလိုက်ပြီးတော့ရှာတော့ဒါဝေလို့နော်ဒါဝေလို့အချိန်ကပြီးလိုက်ရှာတော့ဘူးဘုရားဘာသာကဘုရားဘာသာမှာလည်းပဲအလိုပဲဒီပေါင်းချာကဘာကြီးဟာဖြစ်လိုက်ပြလိုက်ဘုရားသွင်းလိုက်ဘုရားမသွင်းလိုက်ဒီပေါင်းချာကြာရည်တွေပေါ့အကြာကြီးတိုင်းနေရာဒီမှာခင်ဗျားတို့ဆိုလို့ဒီကဘာကြီးမှာနေလို့ရတယ်လူရဲ့တက်တန်းနေရာမကြသေးဘူးနော်ဒါကြောင့်မို့လို့ဘုရားပါတော့ဒီမနောသတ္တဘောတော်ဘောကလူဖြစ်ကိုရခဲ့တယ်လူဖြစ်ပြီးတော့ရခဲ့တယ်တော့လူသာအချင်းမှနေကြည့်လိုက်လို့ဒီနေ့ဟောသုံးသိန်းလောက်ကနေကြည့်လိုက်လို့ရှိရင်လူရိုင်းနေတယ်အဲ့တော့ဒီလူရိုင်းနေအဲ့ဒီလူရိုင်းနေတဲ့ကဖြည်းဖြည်းလူတွေကရည်ကြီးတော့လာတဲ့ခါကျတော့အခုဒါဘုရားပြည့်သွားတယ်ဟုတ်လားဘာကြည့်ရောက်ပါလဲဘုရားပြည့်ရောက်ပါပြီနော်ဘုရားပြည့်ရောက်ပါပြီဆိုတော့ဘုရားဘာတော်ကိုပြောနေတယ်ဘုရားပြည့်ရောက်ပါပြီဆိုတော့ဘုရားဒီဘာတရားတွေဟောတယ်ဆိုရင်သူတော်ကောင်းတရားတွေဟောတယ်နော်အဲဒီသူတော်ကောင်းတရားတွေဟောတယ်နောက်အလယ်လမ်းတွေဟောတယ်နောက်ဘုရားဒီဝိဇ္ဇာသရဏသာမဏအသိဉာဏ်တွေရှိတယ်နော်အသိဉာဏ်တွေရှိတယ်အကျင့်တရားတွေကောင်းတယ်ဟုတ်လားအဲ့လိုအစေတမ်းကိုဒီရေကျဲမှုစေတမ်းနဲ့ကြည့်ဒီပညာရေးစေတမ်းနဲ့ကြည့်ဒီတဲ့ဘုရားကအထူးအထိပ်ပဲနော်ဘုရားကလည်းနံပါတ်1လားပဲနော်အင်္ဂလိပ်စကားတစ်ခုရှိတယ်ပေါ့ဗျာ no one is perfect နော်လူသားတွေကဘုရား perfect မဖြစ်ဘူးနော်နောက်အဲ့မှာဘုရားဘာသာနဲ့ပတ်သက်ပြီးတော့တဲ့တိုင်းဆိုင်ရဲ့ Buddha is perfect one ဘုရားတိတိမရမတူဘူးတဲ့ perfect one သူကတော့တကယ်ကိုအပြည့်စုံလို့ကိုယ်ကျင်တရားရောအပြည့်စုံလို့ပညာရောအပြည့်စုံလို့ဖြစ်တဲ့ပုဂ္ဂိုလ်ဘာမှပြောကြမလို့ပညာရှိတယ်ဘာမှပြောကြမလို့ကိုယ်ကျင်တရားကောင်းတယ်ဒါကြောင့်လို့သူကကြတော့ perfect one တဲ့အဲဒါဘုရားဒီအစုပဲရှိပါတယ်ဒါကြောင့်ဒီလူဘဝဟာရခဲ့တယ်လူဘဝရတဲ့ခါကျတော့ဘုရားလိုပါပြီးတော့ဖြစ်နေတဲ့ပုံမျိုးပေါ့နော်အဲ့လိုပုံမျိုးဖြစ်ဖို့ရတော့ခဲရမှာခဲရတယ်အဲ့တော့ဘုရားပါတော့ဘုရားလောကတည်းကအဲ့ခဲရတယ်ဆိုတာလည်းသူကိုယ်တိုင်ကဘုရားဖြစ်ဖို့ရတော့မဆုံးခဲ့ဘူးအဲ့ဒီတရားပြပြီးတော့တရားလုပ်ပြီးတော့ဟလာတော်ထွက်ခဲ့တယ်အမှန်တရားကိုသိအောင်ကျင့်တယ်သူတော်ကောင်းတရားတွေကိုလိုက်ရှာတယ်သူတော်ကောင်းတရားတွေတွေ့တယ်အဲ့တော့ဒီလိုပုဂ္ဂိုလ်မျိုးသူတော်ကောင်းတရားကိုလိုက်ရှာတဲ့ပုဂ္ဂိုလ်မျိုးတော့တွေ့ဖို့မခဲရင်လားဘုရားကြောင့်လာလေသူတော်ကောင်းတရားတွေ့ခဲ့တာဒါကြောင့်မလို့သူတော်ကောင်းတရားကိုဟောတဲ့အခါကျသူတော်ကောင်းတရားနာကြားဖို့ရတယ်မခဲရင်လားအဲဒါကြောင့်မလို့နော်ဦးဇင်းတော်တရားဓမ္မတွေသူတော်ကောင်းတရားကရှိပါတဲ့နော်ဘုရားဘာသာကပိတ်ပြီးတော့မထားဘူးနော်ဘုရားဘာသာကဒါငါပဲသိတာမင်းတို့မသိရဘူးဆိုရင်ပိတ်မထားဘူးနော်ဒါကြောင့်ဦးဇင်းတော်တရားဓမ္မတွေသူတော်ကောင်းတရားတွေကိုသာကျင့်ပါတဲ့အဲ့လိုကျင့်တယ်ဆိုလို့ရှိရင်ဦးဇင်းတော်ယာခဲ့တဲ့လူဘဝလည်းပဲဦးဇင်းတော်တရားဓမ္မတွေရပါမယ်တရားဓမ္မတွေကဘုရားဖြစ်ရှင်တယ်ဆိုရင်လည်းအဲ့ဒီဘောင်းတရားတွေအချိန်အားဖြင့်ကျင့်သုံးတော့တစ်စက်နဲ့ပါဠိလိုလည်းကျင့်သုံးပြီးတော့အဲ့မှာဘုရားတရားမှာဘုရားလည်းဖြစ်နိုင်တယ်နော်အဲ့လိုကိုယ့်ဟာကိုယ်သူတော်ကောင်းတရားဆိုတာသူ့ရှိပြီးသားပဲဘုရားလိုက်ပြီးတော့ကျင့်သုံးဒါကောင်းတယ်ဒါမကောင်းဒါကောင်းတယ်မကောင်းဒါမကောင်းတယ်မကောင်းဒါလေးတော့ဒီမှာရှိတယ်ဒါလေးတော့ဒီမှာမရှိဘူးလို့အဲ့လိုစူးစမ်းရှာဖွေလေ့လာကျင့်သုံးရင်းနောက်ဆုံးမှာကျတော့သူကအရာဖြစ်သွားတာနော်ဒါကြောင့်မလို့ရှားခဲ့တဲ့တရားဒီ၅ပါးဟာဘုရားဘာသာမှာဟောကြားတာဖြစ်ပါလေဒီရှားခဲ့တဲ့တရားတွေကိုဥဒ္ဒရတရားဓမ္မတွေကအမြဲတမ်းဘုရားရဲ့သာနာမှာသမာဓိမှာလည်းဒီနာကာလပါလို့ရကြည်ရတယ်ဆိုလို့ရှိရင်တော့သူတော်ကောင်းတရားတွေကိုကြိုးစားအားထုတ်တတ်ပါဒီသူတော်ကောင်းဥစ္စာတွေဘုရားရဲ့သာနာမှာမလျော့ပါလေတယ်ဒါကြောင့်
မိမိတို့ကိုလည်းပဲဘယ်တော့မှကံဆိုးတယ်လို့မတွက်ပါနဲ့လူဝိုင်းရလာတဲ့ကံကောင်းတယ်ဘုရားသာသနာနဲ့ကျိုးတဲ့ကံကောင်းတယ်လူကောင်းတရားတွေနားတဲ့ကံကောင်းတယ်ကုသိုလ်တို့ရတယ်ကုသိုလ်တို့ရတယ်ကံကောင်းတယ်နော်အဲဒါမိမိတို့ကံကောင်းတဲ့လူဖြစ်အများအားမှပြီးတော့ဘုရားဟောကြားတဲ့သူတော်ကောင်းတရားတွေကိုအားလုံးကျိုးသာအားထုတ်ပြီးမိမိတို့လိုလားတဲ့လောကီချမ်းသာလောကုတ္တရာချမ်းသာနှစ်ဖြာသောချမ်းသာတို့ကိုရရှိခံစားနိုင်ကြပါစေကုန်သတည်းဆရာတော်ဘုရားကရာခဲ့တဲ့ဘဝကြီးကိုတန်ဖိုးထားတတ်ဖို့တန်ဖိုးရှိတဲ့လူဘဝကြီးကိုတန်ဖိုးရှိအောင်ကျိုးရှိအသုံးချတတ်ဖို့ကောင်းမှုတို့တရားတွေကိုနေ့စဉ်မပြတ်မိမိတို့ရဲ့ဘဝထဲမှာနေတိုင်းနဲ့ဘဝကိုပြည့်တဲ့ပြည့်နိဗ္ဗာန်နဲ့နေတဲ့နေရာပြည့်တဲ့ဘုရားအတွက်ရာခဲ့တဲ့တရားကိုဟောကြားပေးတဲ့နောက်မှာယခုကလူဒါနရဲ့အတွက်အထိမိမိတို့ရဲ့ယနေ့တရားသာယတနာလေးတွေကိုရှင်းသာမဏေရဟန်းစသည်ဖြင့်သီလရှင်ဖို့ကြာခဲ့တဲ့ဘဝယူဘဝလူဘဝများကြီးကိုရောက်ဖို့ရအတွက်အဓိကပံ့ပိုးပေးပြီးတော့ပစ္စည်းလေးများနဲ့ပံ့ပိုးပေးရတဲ့အဓိကကလည်းပံ့ပိုးမှုမရှိအကြောင်းကြောင့်သူသိကြတာဆိုတော့ဘုရားရဲ့တရားတော်ဒီအကြောင်းပြုပြီးအကျိုးမဖြစ်ပါဘူးဒါကြောင့်မိမိတို့ရဲ့အကြောင်းကြောင့်ဒီလာမလေးတွေဖြစ်ကြရတယ်မိမိတို့ရဲ့အကြောင်းကြောင့်ဒီဆရာပြုဝေရကြတယ်လို့အဲ့ဒီအကျိုးတွေမှာလည်းပဲအမြတ်ဆုံးဘုရားရဲ့ချီးမွမ်းတော်မူတဲ့သာသနာအမွေအနှစ်ကိုပေးခဲ့ရတဲ့အတွက်ငါတို့ပရဏာပီတိဝမ်းစီခြင်းလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ရလာတဲ့ကောင်းမှုကုသိုလ်တွေကိုရည်တဲ့သုံးချအနာမေတ္တာဝေဝေးပြီးတော့သိရတရားရှိကြတဲ့မိဘတွေရှိကြတယ်တချို့သိရတရားမရှိကြလို့လည်းမိဘတွေမှာရှိကြပါမယ်အဲ့ဒီမိဘတွေဆွေတော်မျိုးတွေအားလုံးမိမိတို့နဲ့တတ်တူတတ်ရကြပါစေအများဆုံးကုသိုလ်ကြီးကိုရကြပါစေလို့စိတ်ထဲမှာရည်သားတဲ့ဖို့အာယုံပြုပြီးတော့ဆရာတော်ဘုရားနာမှာရည်တဲ့သုံးချအမြတ်မေတ္တာဝေဝေးပြီးတော့ကုသိုလ်ရဲ့အထုပ်အထိပ်ရည်တဲ့သုံးချအမြတ်ဝေဝေးကြပါစို့လိုက်ဆိုကြဒါကမာရီယာဘုဒ္ဓီလေးပွဲမှာသူ့ဘဝဝတ္ထုတွေနဲ့ထူကြတာနော်ဘုံလည်းမရောက်တာ10နှစ်ရှိပါပြီအခုလိုထူကြတဲ့အခါကျ10နှစ်ကိုနောက်နှစ်လာမယ်မပေါ့ဟုတ်လားလာရည်တော့ပေါ့အဲ့ဒီမိုက်တော့တယ်10နှစ်တော့မပါဘူးဒီတော့အခုတော့လေနံနဲ့တော့နောက်တိုင်းချီချင်တော့ပါမယ်ပေါ့နေခဏကြီးဟုတ်လားငါမရီကုလာတာလည်းအားကြတယ်ဟုတ်လားညာနာရီတရားနာရီအားလုံးကတရားဟောတရားပြကောင်းတဲ့ညာနာရီပါပဲနော်ဘုံဘုံဘာကလူလာဘုံဘုံပစားပြီးတော့ဘုံတရားဟောခဲ့တာနော်မိမိတို့ပြုလို့တဲ့ကောင်းမှုတို့အခြားတတ္တဝါတွေနဲ့နော်ရှေ့ရလုပ်ပြီးတော့အများအားပြုရအောင်ဒါလည်းပဲကုသိုလ်တစ်ခုပဲနော်ကဲအားလုံးလိုက်ဆိုကြဣဒံမေပုံညာနိဗ္ဗာနတာပစ္စယောဟောတုဣမံပုံညာဘာကံသဗ္ဗပတ္တာနာအာဇေမာအရှင်ဘုရားတရားတတိတော်တို့သည်မင်္ဂလာရှိသောကုသိုလ်ပြုရာဘာဝိဇမင်္ဂလာအခါကာလသမယ၌မင်္ဂလာရှိသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုပြုလုပ်ကြပါကုန်၏ဒီကောင်းမှုကုသိုလ်ကံစေနာတို့ကြောင့်ဘုရားတပည့်တော်တို့သည်
ဤရိဝတ္တမောစွာသောဘုရားကောင်းတရားတို့ကိုကျိုးစား၍အားထုတ်နိုင်သောပုဂ္ဂိုလ်များဖြစ်ရပါလို၏ဆုံးကာလ၌ကံတရာမုစေယဤလူမြောက်ရာမှာဉာဏ်နိဗ္ဗာန်ချမ်းသာကိုရရပါလို၏ဤသောယနေ့ယခုပြုလို့ရသောကောင်းမှုကုသိုလ်တို့၏ဘုရားကကိုကျေးဇူးရှင်ဘုရားမိဘဆရာသမားတို့အားအစာထား၍လုံးစုံသောဘဂဝါပေါင်းတို့အားအမြတ်ပေးဝေပါ၏အားလုံးကုန်သောဘဂဝါတို့သည်တရားတပည့်တော်တို့ပြုလုပ်သောကောင်းမှုကုသိုလ်တို့၏ဘုရားကကိုအမြတ်ရကြ၍ကိုယ်စိတ်နှပြဉာဏ်မှာချမ်းသာကြသည်ဖြစ်ကြပါစေသောစီစဉ်တော်သောသင်္ဃဘုရားအနာဂတ်ကိုစီစဉ်ရဘုရားသာသနာတော်ကြီးနေလိုလားလို့ထိရှားပါစေဘုရားသာသနာတော်ကြီးပြည့်တည်တဲ့ခိုင်မြဲပါစေဒီနေ့သာနေလေးလာနေပြီးတော့အမတ္တမျိုးစိတ်လေးတွေဖြစ်ပြီးတော့အမြဲတမ်းပဲရရှိရလေးတွေဖြစ်ပါလေမနကောင်းတာပါပဲနေ့တိုင်းလည်းပဲခုလိုစပေါင်းရှင်ပြုရန်ကပေါ်ကြီးဆက်လက်ပြီးတော့ဆက်ရဲပြီးတော့အမရမျိုးစိတ်ဒီစိုက်နိုင်ရပါဒီစိုက်နိုင်ရပါဒီတော့အတိတ်ကံကျဲတဲ့ဗုဒ္ဓဘာသာရှိတဲ့ဒီသုံးချက်ဆိုပြီးတော့ခန္ဓာကိုရုပ်သိမ်းရဖို့ဖြစ်ပါလေပြီးမှဆွေးမွေးမျိုးစွာသုံးပြောပြီးတော့အောင်ပါစေတဲ့ဖွဲ့တော်ဘုရားရှင်နဲ့